Hello အကုန်လုံးမင်္ဂလာပါကောက်တော်နေပါအလုံးကျမ်းမှာချမ်းသာကြပါစေနော်ကိုကိုလူတယောက်ကနော်ပက်ဆက်ဆက်ပြောတယ်ဆိုရင်လေကိုမှတ်ထားပါနော်အချိန်နဲ့စက္ကန့်နဲ့အစဒီအသေးထီအောင်မှတ်ထားနော်လူဆိုတာအကုန်လုံးသူတန်ဖို့နဲ့သူရှိတယ်နော်ငါတော်တယ်ငါတဲတယ်ငါ့ကိုဆရာမခံနဲ့နင်ကငါလောက်အသုံးမချဘူးနင်ငါလောက်မတက်ဘူးငါလောက်မတော်ဘူးဆိုပြီးတော့ပြောဒီလူကအဲ့ဒါကြောင့်တချို့ပဇာကအာဘုတ်ဆုနန်တာရှိတယ်နော်တချို့ကဂျိမ်းမွေးတယ်နန်တယ်နော်အဲ့ဒါကိုအထင်ကြီးတာနော်အဲ့ဒီလူကလည်းပြီးတော့မှဖနှောင်းမကြဘူးလားအောက်မှာမြေကြီးမှာနော်သူကုသူဆရာကြီးပေါ့လူတစ်ဖက်သားကြတော့သူကပြောရှင်ရပြောမယ်နော်သူကြတော့တန်ဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့အပြောခံရတဲ့လူကိုနော်ပြီးတော့မှမမေကိုမားလေးအဲ့လိုပဲမှတ်ထားတယ်နော်ကိုအပြောခံရတဲ့ဟာတွေကိုမှတ်ထားတယ်နင်ကအသုံးမကျဘူးနင်ကဘာဖြစ်တယ်နော်အဲ့ဒါတွေမှတ်ထားတယ်အမြဲတမ်းမှတ်ထားတယ်စာအုပ်မှာပါမှတ်ထားတာနိုင်နဲ့စက္ကန့်နဲ့မှတ်ထားတယ်ခံရတဲ့လူကတော့ဘယ်သူမှမမေ့ဘူးနော်အဲ့ဒါကြောင့်လူတွေကနော်ဖယားဟောတာတော့မပါဘူးကွယ်အဲ့ဒါတရားတော့နာပြီးတော့ဟာလာသူများကြတော့ပြောရှင်ရပြောမယ်လူဆိုတာအကုန်လုံးကိုတန့်ဖို့နဲ့ကိုရှိတယ်နော်ကိုအဲ့ဒါကြောင့်ချောမတွဲ့နဲ့နော်သူကဆွေးချမှာနော်သူအရှိမပြိုလေးမပြနဲ့နော်ကိုမုံတဲ့လူအရှိမပြိုလေးမပြနဲ့နော်ပြိုလေးပြရင်သူကပို့လို့ဝမ်းတာတယ်နော်ဒါပေမဲ့အခက်ကြုံလာတယ်ဖြစ်ဝမ်းနေတာဖြစ်ငိုချလိုက်ငိုပြီးပြန်ထနော်သူထင်တဲ့လူလိုမဖြစ်ရအောင်နော်ကိုဟာပြီးတော့မှအမိုင်းမဟုတ်ဘူးဆိုတာပြရမယ်နောက်ပြီးတော့နော်အိမ်ထောက်သေးဒီမှာလည်းရှိတယ်ကွယ်နော်ယောက်ျားရောမိန်းကလေးမှရောရှိတယ်နော်နှိမ်တယ်တအားစော်ကားတွေပြောတာဆိုတာတွေနော်ဒီကောင်မကငါလှုပ်တယ်လို့ရတယ်ဒီကောင်ကငါလှုပ်တယ်လို့ရတယ်သူ့ကိုငါပြောတယ်လို့ရတယ်ဒီကောင်မကအစွမ်းစားမရှိဘူးဒီကောင်ကအစွမ်းစားမရှိဘူးအဲ့လိုရှိတယ်နော်ဒါပေမဲ့နော်ကိုသူပြောတဲ့စကားတွေကနော်မှတ်ထားနော်ကိုဘယ်တော့မှမေ့မသွားနဲ့အဲ့ဒါကကိုအပေါ်ကိုထိုးတင်ပေးတာကိုအဓိကသူထက်သာအောင်ကိုစူးစမ်းရမယ်နော်ပြီးတော့နော်ခေါင်းငုံပြီးတော့မခံနဲ့လို့နော်ယုံထွက်ပါသူနဲ့ဝေးတဲ့နေရာကိုသွားပါနော်အဲ့လောက်ထိသိခံစရာမလိုဘူးဖယားဟောတာအဲ့လိုမပြောဘူးလူတယောက်မြဲရည်ကြားရတယ်ပူလော်ရတယ်စိတ်ဆင်းရတယ်ဆိုတာအဲ့ဒါငရေမိတ်နဲ့အတူတူပဲနော်အဲ့ဒါ तू တရားနာတယ်ဆိုတာအလကားပဲနော်တရားထိုက်တယ်ဆိုတာလေအလကားပဲနော် तू မှတိလားမရှိဘူးဒီမှာမေတ္တာတရားမှမရှိတာနော် तू တရားထိုက်ပြီးတော့ပါလို့ဖို့လေနော်အဲ့ဒါကြောင့်နော်ငါကဒီကောင်မကိုငါလုံးလို့ရတယ်ဒီကောင်ငါလုံးလို့ရတယ်ဆိုပြီးတော့နိုင်ပါဒါပေမဲ့နော် तू ရဲ့အရေးကသူနောက်ကိုတဖြည်းဖြည်းလိုက်လာမှာပါနော်ကိုကဆေးတဲ့အတန်ကိုကြားရတယ်လို့သူရဲ့အတန်ကိုလေသူကြားရမှာပဲเนาะကိုကြီးမှအေးသေးလာလို့ကိုကကျွေးမွေးပြူးစုလို့သူမဆိုင်ရင်အဲ့ဒါသူစီကိုပြန်ရောက်မှာပါလို့เนาะအဲ့ဒါကြောင့်ဘယ်တော့မှအရှုံးမပေးကြနဲ့เนาะကိုဘယ်တော့မှချောမတွဲနဲ့เนาะသူတွဲနေလို့ကိုဘွားကိုအဆုံးရှုံးမခံနဲ့ကိုယုံထွက်ပါလွဲတဲ့နေရာကိုပြေးเนาะကိုအောင်မြင်အောင်ကြိုးစားငါဟာအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာအစွမ်းပြပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်